မင်္ဂလာပါကိုမင်္ဂလာပါညီလေးကိုကတော့ဒီ market ကြော်ပေးရ market ကြော်ပါလက်ရှိ NKK ပေးမှာအလုပ်အပ်ထားတဲ့လူအောင်တက်တန်တိုးသမားတွေအကုန်ပြီးစီးသွားပြီလားခင်ဗျဟွာအကိုပုံမှန်လေးနဲ့အမှန်တမ်းပဲပြောပြမယ်နော်လက်ရှိအကိုတို့ပေးမှာအလုပ်အပ်ထားတဲ့လူကြီးရေ100ရာခိုင်နှုန်းရဲ့80ရာခိုင်နှုန်းလောက်ကအလုံးပြီးစီးသွားပြီကျန်တဲ့20ရာခိုင်နှုန်းကတော့အကိုတို့ calling ပြီးကြမကြသေးလို့စောင့်နေပေါ့နော်အဲ့ဒီလူတွေကလည်းဒီ12လပိုင်းထဲမှာပဲအနေနဲ့မြန်အားလုံးပြီးစီးသွားမှာcustomer တော်တော်များများမေးကြတယ်လူအောင်တက်တန်တိုးတဲ့အခါလုပ်ငန်းစဉ်အဆင့်ဆင့်ကိုတစ်ချက်လောက်ရှင်းပြပေးပါအောင်ကိုအသေးစိတ်ရှင်းပြပေးမယ်နော်အဓိကနံပါတ်1က customer တွေကိုအကိုတို့ဘယ်လိုပုံစံမျိုးတွေနဲ့ဘယ်လိုလူတွေကိုဘယ်လိုပုံစံမျိုးနဲ့လုပ်ပေးနေလဲဆိုတော့နံပါတ်1အကိုတို့ငွေသွင်းတဲ့ပုံစံကိုပြောပြမယ်အကိုတို့အလုပ်စအပ်ပြီးလူအောင်တက်တန်တိုးတဲ့အလုပ်စအပ်ပြီးဆိုတာနဲ့အကိုတို့ကဒီ deposit ပေါ့နော်ဆရာဝင်9000အကိုတို့ကအရင်စကောက်လိုက်တယ်9000ကောက်ပြီးတော့အကိုတို့ကဒုတိယတစ်ချိန်4000ထပ်ကောက်တယ်9000အဲ့ဒီ9000လောက်သွင်းလာပြီးသားလူတွေဆိုရင်အကိုတို့ကပြောမှဆိုရင်ဒီလိုအားလုံးအပီးစီးထိအကိုတို့ကအရင်လုပ်ပေးလိုက်တယ်လုပ်ပေးပြီးတော့မှအားလုံးပြီးစီးသွားလို့စာအုပ်လက်ထဲကိုပြန်ပို့ကန်နေကြတော့မှအကိုတို့ကကြံ့ငွေအပူရှင်းတယ်ပေါ့နော်အဲ့ဒီလူတွေ9000ထိသွင်းသွားပြီးတဲ့လူတွေကိုအကိုတို့ဘယ်လိုဒီဆက်လုပ်ပေးလာလဲဆိုတော့ပြောပြပေးမယ်အဲ့ဒီလူတွေကိုအခုအစိုးရကလုပ်လို့ရပြီဆိုတာနဲ့အကိုတို့ကဝက်ပတ်မစ်ကိုအရင်ငွေရှင်းလိုက်ဝက်ပတ်မစ်ကိုငွေရှင်းလိုက်တဲ့ခါကျရင်ဒီလိုမျိုး1900တန်စာရွက်တွေကကြားလာတယ်ကြာပြီးသွားရင်အကိုတို့က calling visa ကြာဖို့စောင့်ရတယ် calling visa ကြာလာတဲ့အခါကျရင် calling visa နဲ့ by နူးမှာပေါ့နော် web page စာရွက်နဲ့တခါတည်းကြာလာအဲ့ဒီနှစ်ခုကြာလာပြီဆိုရင်အကိုတို့ကစာအုပ်ထဲကိုပတ်စိုးစာအုပ်ထဲကို visa ထည့်တဲ့အဆင့်ရောက်သွားပြီ visa ထည့်တဲ့အဆင့်ကကြတော့23ရက်2လ2029ဒီအကိုတို့ visa ထည့်လို့ရပြီပေါ့နော်စာအုပ်ထဲကို visa ထည့်သွားပြီစာအုပ်ထဲ visa ထည့်ပြီးရင်ရောအားလုံးပြီးသွားပြီလားကိုစာအုပ်ထဲကို visa ထည့်ပြီးသွားတဲ့အဆင့်ဆိုရင်တော့အကိုတို့ကအားလုံးကမပြီးသေးဘူးပြောမယ်ဆိုရင်90ရာခိုင်နှုန်းလောက်ကပြီးသွားပြီ10ရာခိုင်နှုန်းလောက်ကျန်မယ်အဲ့10ရာခိုင်နှုန်းကိုညီလေးကသိကျင်သေးလားဟုတ်ကဲ့ကြံရှိတဲ့10ရာခိုင်နှုန်းကိုထပ်ပြီးတော့ရှင်းပြပေးပါအောင်ကိုโอเคအဲ့ဒီ10ရာခိုင်နှုန်းကတိတ်ထူးခြားတော့မဟုတ်ဘူးဒီစာအုပ်ထဲကိုဗီဇာထည့်ပြီးသွားရင်အကိုတို့ကခန့်မှန်းကြီးပေါ့နော်ဟိုကပြောမယ်ဆိုရင်အစိုးရရုံးကိုအကိုတို့က update ပြန်တင်ရတယ်ပြန်တင်ပြီးသွားလို့ရုံးတင်ပြီးတော့တစ်ပတ်လောက်ကြာတဲ့အချိန်ကြာရင် Binance နောက်ဆုံး final ပေါ့နော် final နောက်ဆုံး Binance update စာရွက်တွေထည့်ရတယ်အဲ့ဒီ update စာရွက်ရပြီးသွားရင်တော့အားလုံးပြီးစီးသွားပြီညီလေးနောက်ဆုံး update ရတဲ့ Binance စာရွက်ထဲမှာဘယ်အချက်တွေပါလဲကို Binance စာရွက်ကညီလေးခုနကပြောတာနော် calling visa နဲ့အတူတူကြားတဲ့ Binance စာရွက်တွေရှိတယ် calling visa နဲ့ကြားတဲ့ Binance စာရွက်တွေရှိတယ်နောက်ဆုံး update ရတဲ့ Binance အဲ့ဒီစာရွက်နှစ်ရွက်ကအတူတူပဲဘာကွာသွားလဲဆိုတော့3ချက်ကွာသွားတယ်အဲ့3ချက်ကိုအသေးစိတ်ရှင်းပြပေးမယ်နော်နံပါတ်1ဒီနောက်ဆုံးထွက်တဲ့ Binance စာရွက်ထဲမှာပါလာမလဲဆိုတော့စာအုပ်ထဲကို visa နောက်ဆုံးထည့်လိုက်တဲ့ visa ID ပါလာမယ် visa ID ပါလာမယ်ပြီးတော့ကိုယ့်ရဲ့စာအုပ်ထဲမှာဘယ်နေ့က visa ထည့်လိုက်တာလဲဥပမာပေါ့နော်ဟိုက10ရက်နေ့17လပိုင်း2025အဲဒီနေ့မှာ visa ထည့်လိုက်တယ်တယောက်နဲ့တယောက်ကတော့အဒီ date ကတူမှာမဟုတ်ဘူးတချို့တွေကဒီ17လပိုင်း9ရက်နေ့မှာထည့်တယ်တချို့တွေက17လပိုင်း10ရက်နေ့မှာထည့်တယ်တချို့တွေကကြတော့လဲ12လပိုင်းကြတော့မှထည့်တယ်ပေါ့နော်အဲ့ဒီချိန်ဒီအဲ့ဒီ date တစ်ခုထပ်တိုးလာတယ်ပြီးသွားရင်နောက်ဆုံးဒီဘက်ညာဘက်မှာ23ရက်2လ2029ထိအလုပ်လုပ်ခွင့်ရှိတယ်ဆိုတဲ့ date လေးပါတယ်စာသားလေးတစ်ကြောင်းပို့လာတယ်အဲ့ဒီ3ခုပေါ့နော်အဲ့ဒီ web page Binance ကနှစ်ရွက်ကအတူတူပဲဒီ3ချက်ကဒီနောက်ဆုံးထွက်တဲ့ update တွေမှာဒါပဲပွားပါတယ်အဲ့ဒီနောက်ဆုံးအဆင့်ဒီအဆင့်ရောက်သွားရင်တော့အားလုံးပြီးကြီးသွားပြီပေါ့နော်အဲ့ဒီအဆင့်ထိကိုအကိုတို့ကအခုကလက်ရှိအလုပ်အပ်ထားတဲ့လူကြီးရဲ့80ရာခိုင်နှုန်းလောက်ကတော့ပြီးသွားပြီပေါ့နော်80ရာခိုင်နှုန်းဆိုတော့ပြောမယ်ဆိုလူ2000ဝန်းကျင်ပေါ့နော်အခုမလင်းပြောပြတာအဲ့ဒီလောက်ထိကအားလုံးပြီးသွားပြီကျန်တဲ့လက်ကျန်တဲ့လူကဟိုလောက်ပဲကျန်တော့တယ်100ဝန်းကျင်လောက်ပဲကျန်တော့တယ်100ဝန်းကျင်လောက်ပဲကျန်တော့တယ်အဲဒီရာခိုင်နှုန်းကတော့အခုကလက်တံပြောတာဆိုတော့လွဲကျင်လွဲမှာပေါ့နော်ခုနပြောတဲ့လူကြီး100ဝန်းကျင်ကတော့ calling visa မကြသေးလို့အခုတို့စောင့်ပေးနေပေါ့နော်ဒီလူတွေကိုလည်းအခုတို့ကအားလုံးအပီးရှိလုပ်ပေးမှာပဲဒီကြားထဲမှာထပ်ပြီးတော့ပြောချင်တာကတချို့တွေက9000သွင်းထားတယ်9000သွင်းထားပြီးတော့ရက်နေတယ်ဆက်လုပ်မယ်မလုပ်ဘူးလဲမပြောဘူးတချို့ကကြတော့လဲဗမာပြည်ကိုအပီးပြန်သွားတယ်ကိုမလင်းပြောတယ်အခုဆက်မလုပ်တော့ဘူးဆိုပြီးတော့ကိုမလင်းပြောတယ်အဲ့ဒီလိုလူတွေကြတော့အဆင်ပြေတချို့တွေကကြတော့ဆက်လုပ်မယ်အကိုကြီးအဆင်မပြေသေးလို့ပါဆိုပြီးတော့စာအုပ်တွေကိုလည်းအကိုတို့ထဲမှာမပို့တာဘူးဒါပေမဲ့ဆက်လုပ်မယ်လို့ပြောတယ်ငွေကြီးအဆင်မပြေလို့ဆိုပြီးတော့
ဟိုခဏစိုက်ထားပြီပေါ့နော်လုံးဝရင်းနှီးရလူတချို့လူလည်းရှိတယ်အဲ့ဒီလိုလူတွေကိုလည်းအခုတို့ကလောက်ထားပေးတယ်လောက်ထားပေးပြီးတော့မှပတ်စံအားလုံးရှင်းပြီးတော့မှမလောက်တော့ဘူးဘာညာဆိုပြီးတော့ကန်ဆယ်လုပ်သွားတဲ့လူတွေလည်းရှိတယ်အဲ့ဒီလူတွေကြတော့ကိုတို့ကစိုက်ရတာပေါ့နော်ဒါပေမဲ့ပြောချင်တာကတော့ကိုတို့ကလက်ရှိလူအောင်တက်တန်းသူသမားတွေကိုအကုန်လုံးပေါ့နော်သူတို့ဘက်ကလည်းတိတိကျကျလည်းပြောတယ်ငွေလည်းပြည့်ပြည့်စုံစုံထည့်ထားပေးတဲ့လူတွေကတော့အခုကတရားမှမကြအောင်လက်ကျန်ကျန်တဲ့20ရာခိုင်နှုန်းပါအခုတို့ကအားလုံးအပြီးကြီးဆက်လုပ်သွားပေးမှာ ဟုတ်ကဲ့အခုလိုမျိုးတီးကျင်တာလေးပြောပြပေးလို့ကျေးဇူးတင်ပါတယ်ကို ဟုတ်ကဲ့ပါနောက်ပိုင်းမှာလည်းထိုင်းနိုင်ငံတွင်းမှာ passport နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကျွန်တော်ကောင်းကောင်းမွန်မွန်သိတဲ့အကြောင်းအရာလေးတွေကိုကျွန်တော် knowledge sharing video လေးတွေတင်ပေးသွားပါမယ်။ Michael ကျော်ပေးရဲ့ comment မှာရောကျွန်တော်တို့ဒီ chat box မှာရောเนาะလာမေးတဲ့တွေကအားလုံးသိကျင်လောက်မဲ့အကြောင်းအရာလေးတွေဆိုရင်ကျွန်တော် video လေးတွေနဲ့ဆက်ပြီးတော့တင်သွားပေးပါမယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။ Michael ကျော်ပါ